ကျုပ်ကတော့တိတ်နားမလဲဘူးဗျာစာလည်းမတက်ဘူးဒါပေမဲ့တစ်ချိန်တော့ကတော့ဒီမွေးရက်တွေကိုပြောခဲ့တဲ့သူတို့ရှိခဲ့ဘူးလေဘယ်လိုဖြစ်မယ်ပေါ့နော်ကျုပ်နားမလဲပါဘူးခုချိန်မှာတော့ကျုပ်ဖျားတရားရိပ်တော့ခိုလုံးနေရပေါ့တန်တရားအတွက်လဲလုံးဒီရက်တွေမှာမွေးတယ်မွေးရက်ပေါ့ကဏ္ဍပေါ့နားတဲ့သူများရှိခဲ့တိတဲ့တက်တဲ့သူများဖတ်ခက်တွေ့ခဲ့ဖြေချပေးပါကျုပ်ကတော့ဒါနာပြုဖို့အတွက်9ရက်ဖွာရှင်းနေနံသားသမီးမောင်းတို့ကဲတင်ဖို့အတွက်ဝိနည်းတွေအတွက်တန်တရားအတွက်ကောင်းဆုံးပြင်ဆင်နေတဲ့